Hello, hello, my mama. Today, and yes, thank for the challenge. 7 chakra the challenge is something ma. Chakra sura bale sura ni sa bili na chichaya am. 7 chakra sura do te yaw ye khana ko rwin ga swa in ni susi ni de achit cha pwa ni phit pa le. အနီတို့ရဲ့လူသားတွေနေ့စဉ်လှုပ်ရှားသွားလာနေနိုင်တဲ့ဒီစွမ်းအနေရဲ့နောက်ွယ်ကထောက်ပံ့ပေးတာကြောင့်ဖြစ်တဲ့ကိုယ့်ရဲ့ကိုယ်တွင်းအင်္ဂါတွေလှုပ်ရှားအလုပ်လုပ်နေအောင်လဲဒီစွမ်းအနေကနေထောက်ပံ့ပေးထားတယ်။စွမ်းရဲ့အချစ်ချာနေရာတွေဟာယာနဲ့ချီရှိပေမဲ့မိမိရဲ့ပေမကြောရိုးတစ်လျှောက်မှာအဓိကနေရာအချစ်ချာ9နေရာရှိပါတယ်။ဒီ9နေရာဟာခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုချင်းစီနဲ့လည်းချိတ်ဆက်နေတယ်လို့လောက်ဆောင်ချက်တစ်ခုချင်းစီဘဝရဲ့အစိတ်ပိုင်းတစ်ခုချင်းစီနဲ့လည်းချိတ်ဆက်နေတယ်။အသေးစိတ်လေ့လာလို့သူများ anychan.com website မှာတင်ထားတဲ့ဗီဒီယိုတစ်ခုချင်းစီကိုအသေးစိတ်နားထောင်ပေးပါ။စာအုပ်နောက်မှာ QR scan ရှိပါတယ်။ခုနက QR scan လေးပို့ပေးမယ်နော်။ဒီစာရဲ့အချစ်ချာတစ်ခုချင်းစီဟာလွန်ကဲစာလုံဆော်မှုတွေနဲ့လိုအပ်တာတဲ့ပို့ပြီးလက်ခံမှု overstimulation and overconsumption ခံရတဲ့အခါတေချာမစစ်စစ်နိုင်တော့ပဲပိတ်ဆို့လာတယ်တေချာအထောက်ပံ့မပေးနိုင်တော့ပဲနှိကွေးလာတယ် story ဖြစ်နေတဲ့ဖုန်းတစ်လုံးလိုအလုံးလုံးတဲ့အခါနှိကွေးလာပြီးအဲ့ဒါတွေတက်လာတယ်အတွတ်တွေထည့်လို့မရတော့အသက်တွေလက်ခံလို့မရတော့ဘူးလူသားတွေမှာလည်းကိုယ့်ရဲ့ chakra တွေလှုံ့ဆော်မှုတွေကြောင့် overstimulate ဖြစ်လာတဲ့အခါဘဝပေးတဲ့ကံကောင်းခြင်းအသက်တွေသင်ခန်းစာအသက်တွေမြင်မတဲ့အသိဉာဏ်ပညာတွေကိုလက်ခံနိုင်စွမ်းမရှိတော့ဘူးဒါကြောင့် chakra တစ်ခုချင်းစီမှာရှိနေတဲ့ overload energy တွေကိုတစ်ခုချင်းပြန်လည်သက်ဆင်ပေးတဲ့ detox လုပ်ငန်းစဉ်လှုပ်ဆောင်ကြရအောင်ပါ root chakra detox challenge လူသားတစ်ယောက်ရဲ့အရေးကြီးဆုံးအခြေခံ chakra ဖြစ်တဲ့မူလဓာရ root chakra မှာစတင်ကြပါတယ် root chakra ရဲ့ဒီနေရာ base of the spine ကိုခေါ်တဲ့ပေမာကျိုးရဲ့အောက်ဆုံးမိညောင်ရိုးနေရာမှာတည်ရှိပါတယ်ခြေထောက်နဲ့ခြေချောင်းများဒူးနဲ့ကိုယ်ခန္ဓာအတွင်းရှိအယိုးဆက်များတင်ပစုံရိုးနဲ့ကြွသားများကြောက်ကက်သေးခြင်းကော်လန်ကိုရင်းရှိအဒနာဂလန် implement system ခုခံအားစနစ်တို့နဲ့သက်ဆိုင်တဲ့စွမ်းရည်အချစ်ချ point ဖြစ်ပါတယ်။ကိုစားပြုအယောင်မှာအနီရောင်ဖြစ်ပြီးကြာပန်းပွင့်ချက်၄ချက်နဲ့တင်စားထားကြပါတယ်။ root chakra ရဲ့လူသားတွေရဲ့အထောက်ပံ့ပေးမှုမှာစိတ်ပိုင်းဆိုင်ရာတည်ငြိမ်ခံကြမှုနဲ့အချိန်ချင်းအခါကလဲကြတိုင်းပြန်ထနိုင်တဲ့တက်တည်ခွင့်အား reset လန့်ကိုထောက်ပံ့ပေးပါတယ်။ root chakra overload ဖြစ်နေပါကအစွဲလန်းများကြီးတဲ့ပြီးစားတောက် exit ချိန်မှာဟန်ချက်ပြစ်နေနိုင်ပါတယ်။ကျမရေးများထူကြနေတဲ့ပြီးကိုခန္ဓာအလေးချိန် weight loss weight gain problem တွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။